ဒီသင်ခန်းစာဗီဒီယိုမှာဒီချေ present tense အကြောင်းလေ့လာမယ် present tense ကလွယ်တယ်ဒါပေမဲ့ကျောင်းသူကျောင်းသားတော်တော်များများသတိထားမယ့်နေရာတွေကိုသတိမထားနိုင်တဲ့အခါကျရင် present tense ကရှမ်းလို့အကောင်းဆုံး tense ထဲမှာပါတယ်အဲ့တော့သတိထားမယ့်အချက်တွေများလို့ပါဟုတ်လို့တော့မခက်ပါဘူးpresent tense ရဲ့ပုံစံကအရှိရ subject က I we you they plural noun ဆိုရင်တော့ verb 1ပဲလိုက်ရမယ်အရှိရဘာတွေလာမှာလဲ I we you they plural nouns ကတစ်ခုထပ်ပို့သွားပြီပစ္စည်းဆိုလဲတစ်ခုထပ်ပို့သွားပြီလူဆိုရင်လဲတယောက်ထပ်ပို့သွားပြီ the dogs ခွေးများ the children ကလေးများပေါ့အဲ့လိုအများကြီးကိုစောင်းတဲ့ဟာတွေပေါ့နော်ပြီးရင်လူတယောက်ထပ်ပို့တယ်ဆူဆူ and ထွန်းထွန်း plural noun ဆိုတာကပစ္စည်းဆိုလဲတစ်ခုထပ်ပို့တယ်လူဆိုရင်လဲတယောက်ထပ်ပို့တယ်ပေါ့နော်အရေးအတွက်များတယ်အဲ့ကောင်ကြီးဆိုရင်အနောက်ကနေ verb 1ပဲလိုက်ရမယ်တဲ့ဒီချက်ဥပမာပြမယ်နော် I ကျွန်တော်ရေတောက်တယ်ဆိုရင် I drink water a present tense နဲ့ရေးထားကျွန်တော်ဆို I တောက်တယ်ဆို drink ရေဆိုတော့ water I drink water ဘာမှထည့်စရာမလိုဘူးတော်တော်များများကျောင်းသူကျောင်းသားတွေမှားကြတဲ့ပုံစံပြောမယ်အရင်စိတ်ညစ်စရာကောင်းတယ်ဟောအားလုံးဒီမှာအဲ့အမှားပဲလုပ်နေကြဒီချက်လဲစိတ်ကုန်လာဒီလိုမျိုးတွေရေးတယ် I am drink water လို့ရေးလို့မရဘူးเนาะ drink က verb ကြီးဖြစ်နေတဲ့ကြောင့်ဒီ am ကြီးကလိုးကုန်မလို့ I drink water ဆိုရပြီနောက်ပိုင်းကျအဲ့လိုဟာကြီးမှားမလားနဲ့ဒါပေမဲ့ present tense နဲ့ရေးတယ်သူတို့ဘာတွေကိုမှားကြအောင်ဆိုဘယ်ဟာ adjective လဲဘယ်ဟာ verb လဲဘယ်ဟာ noun လဲမကွဲတဲ့ခါကျတော့အဲ့ am is are တွေကိုပျော်တိုင်းထည့်နေဂျားတွေကနေစွတ်ထည့်เนาะအဲ့ဒါကိုတော့မကြိုက်ဘူးဒီစာသားဆိုရင်တော့မှန်တယ် am ထည့်တာမှန်တယ် I am happy ဘာလို့မှန်တာဆိုရင် happy က adjective ဖြစ်တဲ့အတွက်ကြောင့်မလို့အရှိကနေ verb to be ထည့်ပေးရတာအဲ့လိုမျိုးဆိုရင်တော့မှန်တယ်ဒီကက adjective ဟုတ်လားမဟုတ်ဘူးတော့ဘာကြီးတော့ verb ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာတွေမလို့ present tense မှာเนาะအဲ့တော့သူလဲ present tense စာကြောင်းပဲသူလဲ present tense စာကြောင်းပဲဒါကတော့ဘာ tense မှာမဟုတ်ဘာကြီးမှမဟုတ်တဲ့စာကြောင်းကြီးဒီလိုမျိုးအမှားမျိုးတွေဖြစ်မလာနဲ့เนาะ common mistake တွေ့နေကြမြင်နေကြအမှားတွေဖြစ်လို့ဒီချက်ကစိတ်ကောင်းနေเนาะဒီချက်တော့အဲ့လိုအမှားတွေမျိုးတွေမမှားဘူးပေါ့เนาะအခုတပည့်တွေကြတော့အဲ့လိုအမှားတွေစိတ်တူယုံမှားတွေတော်တော်မှားကြတယ်ပေါ့เนาะအဲ့တော့ဒီတပည့်တွေကလည်းမမှားတယ်နဲ့เนาะပြောလိုက်ပြီเนาะအဲ့ပုံစံကြီးတွေတော်တော်များများမှားကြတယ်အဲ့တော့ဒီချက်တော့မမှားခဲ့တော့ဒီချက်ကဘာလို့မှားကြရလဲဆိုတော့မသိဘူးပေါ့เนาะအခုဒီချက်တပည့်တွေကအရန်မှားကြတဲ့အတွက်ကြောင့်သူတို့ကဘယ်ဟာ verb လဲဘယ်ဟာ adjective လဲဘယ်ဟာ noun လဲမကွဲတဲ့အခါကျရင်အဲ့လိုပုံစံမျိုးတွေတွေ့ရတယ်ဘယ်ဟာ verb လဲဘယ်ဟာ adjective လဲဘယ်ဟာ noun လဲကွဲတဲ့သူတွေကကြအဲ့လိုအမှားမျိုးလုံးဝမလုပ်ဘူးဒါ we နဲ့ရေးမယ် we ငါတို့ကြောင်းသွားတယ်ဆို we သွားတယ်ဆို go to school we go to school ငါတို့ကြောင်းသွားတယ်ဘာမှထည့်စရာမလို subject ရယ် verb ရယ်လာရအောင်เนาะ you နဲ့ရေးမယ် you မင်းကစားတယ်ဆိုရင် you eat မင်းကစားတယ်အဲ့ဒါကိုဆိုတော့ you eat it မင်းအဲ့ဒါကိုစားတယ်ဒါပဲ I will you ပြင် they သွားမယ် they သူတို့က TV ကြည့်တယ်ဆိုရင် they ကြည့်တာက watch TV ကြ look နဲ့မသုံးဘူး watch နဲ့ကြည့်မယ် they watch TV တချို့က TV အလုံးကြီးကိုထိုင်ကြလာဒါမှမဟုတ်အဲ့ TV ကလွှင့်တဲ့ဟာတွေကိုထိုင်ကြည့်ရတာလွှင့်တဲ့ဟာတွေကိုကြည့်ရတယ်เนาะအဲ့တော့အချိန်တစ်ခုပေးရတယ်စောင့်ပြီးတော့မှကြည့်ရတာမျိုးဆိုရင် watch TV မမြင်ဘူးလို့ TV ကိုကြည့်လိုက်တယ်ဆိုတော့အဲ့ဒါ look เนาะ TV ကလာတဲ့ဇလန်းတွဲတွေအစီအစဉ်တွေကိုကြည့်မှဖြစ်တဲ့အတွက်ကြောင့်မလို့ watch ကိုပဲသုံးရမယ်ခုနကတော့ go to school ကျောင်းသွားဆိုအခုအလုပ်သွားမယ်ဆွဆွရမမအလုပ်သွားဆို go to work အလုပ်ကိုသွားပါတယ်မယ် subject လာမယ် verb လာမယ် present tense ရဲ့နောက်ထပ်ပုံစံတစ်ခုကရှေ့က subject က he she it singular noun ဆိုတာလူဆိုရင်လည်းတစ်ယောက်တည်းပစ္စည်းဆိုရင်လည်းတစ်ခုတည်းအဲ့ဒါကိုပြောချင်တာเนาะအဲ့တော့ singular noun ဆိုရင်လည်း verb တွေမှာဗာထည့်ပြရမှာဆိုရင် s တွေ es တွေထည့်ပြရမယ်အဲ့တော့တစ်ယောက်တည်းဆိုမွေလိုက်တယ်လို့မှတ်ထားလိုက် he ဆိုသူတယောက်တည်း she သူမတယောက်တည်း it ထိုးရတခုတည်း singular noun တစ်ခုတည်းတစ်ယောက်တည်းကိုပြောချင်တဲ့ကြောင့်မလို့တစ်ယောက်တည်းဆိုဗာလိုက်မလဲမွေလိုက်မယ် s ပေါ့ s ရဲ့အတန်တော့ကလို့ထွက်တာလေเนาะအဲ့တော့အဲ့လို s အတန်လေးကမွေတန်လေးနဲ့ဒီလိုတစ်ယောက်တည်းဆိုမွေလိုက်တယ်လို့မှတ်ထားเนาะအဲ့တော့ he ခုနလိုပဲရေတောက်ခန်းလိုက်အောင်မယ် तू ကရေတောက်တယ်ဆိုရင် he drink water ဟုတ်လားတယောက်တည်းဆိုဗာလိုက်ရမှာမွေလိုက်ရမှာ he drinks water ဆိုမှပြည့်စုံတဲ့စာကြောင်းမှန်ကန်တဲ့စာကြောင်းဖြစ်သွားမှာ he drinks water တယောက်တည်းဆိုမွေလိုက်မှာအဲ့ဒါလေးကိုသတိထားပြီးတော့ကိုကဖြည့်ကြည့်ပေါ့နော် exercise တွေကိုလည်း he ဆိုရင် he she it singular noun အဲ့ဒါတွေအရန်သတိထားနော်တီချာကတော့မှားမှာကိုကြိုသိနေလို့ခဏတိုင်းပြောနေတာနော်နားညက်ထိပြောဦးမှာအဲ့လောက်ပြောရတော့မှမှားအောင်ပါပြီးနော်သူမကသင်ပေးတယ်ဒီချက်လိုမျိုးပေါ့စာရေးသင်ပေးရဆိုရင် teach ကိုကဆရာအနေနဲ့သင်ပေးရဆိုရင် teach ကိုကတပည့်အနေနဲ့သင်ယူရဆိုရင် learn ဒီနော်သူမအင်္ဂလိပ်စာသင်တယ်ဆို she teaches English s ထည့်ရမယ် es ထည့်ရမယ်ပေါ့နော်ဒါကတော့ ch ဆုံးလို့အခု it it နေမယ်
ထိုရဟောင်းနဲ့ဟောင်းသည် BARK ဘာထိုရဆိုတလိမ့်ဆန်ပေါင်းဖြစ်ပါဘောနော်သူကညမှာဟောင်းနဲ့ it barks at night barks as ထည့်ရမယ်ပြီး singular noun တယောက်တည်းအော်ဒီချဲအာရကြလေကျွန်တော်ပဲလေတယောက်တည်းမဟုတ်ဘူးလားလို့ပြောနိုင်တယ်အာရ special letter အာရဘယ်သူနဲ့မှမတူဘူးသူကအခွင့်ထူးခံလူတန်းစားစဉ်းစားကြည့်လိုက်စာကြောင်းရဲ့ဘယ်နေရာနေအာယိုကျွန်တော်ဒီဆိုတဲ့အဓိပ္ပာယ်နဲ့ဆိုရင် capital letter နဲ့အမြဲရေးတယ်နော်တခြားစီလို့စလုံးတွေကစာကြောင်းအနောက်ရောက်သွားရင် small letter ဖြစ်သွား तू ကတော့မဟုတ်ဘယ်နေရာရောက်ထောင်နဲ့ capital letter तू ကအမြဲနဲ့အရှိရကောင်းနေ we တို့ you တို့ they တို့နဲ့ရင်ပေါင်တန်းနေတာနော် तू ကတော့ special letter ဆဆအခန်းကိုတန့်ရှင်းတယ်တန့်ရှင်းသည်ဟာ clean အခန်းကိုဆိုတော့ the room Susu cleans the room အထည့်ရမလဲ as ထည့်ပေးရမယ်အဲ့တော့ဒါက present tense ရဲ့ပုံစံ present tense ရဲ့ပုံစံကနှစ်မျိုးရှိတယ်အရှိရ subject က I will you they plural noun ဆိုရင်ဘာမှလုပ်เสียမလို့အရှိရ subject က he she it singular noun ဆိုရင်ဘာလိုက်ပေးရမလဲ as တွေလိုက်ပေးရမယ်တယောက်တည်းဆိုမွေလိုက်မယ်အဲ့ဒါကိုမှတ်ထားမယ်ဒီမှာဆိုလဲ the cat ကြောင်ကတကောင်နဲ့ဆိုတော့ the cat drinks milk တကယ်လို့ဒီနားမှာ the cats ကြောင်နေအများကြီးဆိုနောက်မှာထည့်စရာမလိုရှေ့မှာထည့်ရင်နောက်မှာမထည့်ဘူးနောက်မှာထည့်ရင်ရှေ့မှာမထည့်ဘူးဟုတ်ပြီနော်ဒီမှာတကောင်နဲ့ဆိုတော့ဒီမှာပဲထည့်မယ်အဲ့ဒါကိုမှတ်ထားဒီကအဲ့ဒါကိုရှင်းကြတာဒီနေ့အိမ်စာမှာ tense ကတော့ present tense တန်ဟိုမှာ as ထည့်ဖို့လိုလားမလိုဘူးလားဆိုတာကိုရှေ့ကနေ subject တွေကိုကြည့်ပြီးတော့ကိုကခွဲခဲ့ရမယ်ဟုတ်ပြီနော်မှတ်မှားဖို့မျှော်လင့်နေနော်တတိထားပြီးတော့ဖြည့်ခဲ့မယ်အဲ့ဆိုရင်ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲ